မင်းသမီးလေးကဘီလူကြီးရဲ့ခြေထောက်မှာစိုက်နေတဲ့ဆူကိုထုတ်ပေးခြင်းခဲ့တယ်။ဒါပေမဲ့ဆူကိုလက်နဲ့ထိလိုက်တာနဲ့ဘီလူကြီးကနာကျင်မှုကြောင့်ရုတ်တရက်နိုးလာခဲ့တယ်။သူကဒေါသတကြီးမင်းသမီးလေးကိုစိုက်ကြည့်လိုက်တော့မင်းသမီးလေးဟာကြောက်လန့်ပြီးမလုံမရှာဖြစ်သွားတယ်။အသက်ရှင်နိုင်တော့မယ်မထင်တော့ဘူး။အဲ့ဒီအချိန်မှာပဲဘီလူကြီးကဟိန်းဟောက်တန်ကြီးနဲ့အော်လိုက်ပြီးအပြင်းနဲ့လက်ချက်တစ်ချက်နဲ့မင်းသမီးလေးကိုဂူပြင်ဘက်စီလွင့်စင်သွားအောင်ရိုက်ထုတ်လိုက်တယ်။ဒါပေမဲ့မင်းသမီးလေးကလက်မလျှော့ခဲ့ဘူး။သူမဟာဂူအပြင်မှာထိုင်ပြီးစိတ်ရှည်ရှည်နဲ့စောင့်နေခဲ့တယ်။အချိန်အတော်ကြာပြီးနောက်ဘီလူကြီးကနောက်ဆုံးမှဂူထဲကထွက်လာခဲ့တယ်။အရင်ဆုံးပတ်ဝန်းကျင်ကိုတေချာကြည့်ပြီးအန်ရမရှိကြောင်းစစ်ဆေးလိုက်တယ်။ပြီးတော့မှအပြင်ကိုဖြည်းဖြည်းချင်းလှမ်းထွက်လာတယ်။မင်းသမီးလေးကလည်းသူ့နောက်ကိုတိတ်တဆိတ်လိုက်သွားခဲ့တယ်။တစ်တော်ထဲရောက်တော့ဘီလူကြီးဟာကြောက်တုံးတွေစုဆောင်းရတာကိုအရင်နှစ်သက်ကြောင်းမင်းသမီးလေးသိလိုက်ရတယ်။သူကသူ့ကြောက်တုံးတွေကိုအလွန်တန်ဖိုးထားပြီးတေချာဂရုစိုက်တတ်တယ်။ဒါပေမဲ့ခြေထောက်မှာစိုက်နေတဲ့ဆူကြောင့်ကောင်းကောင်းမရှောင်နိုင်တော့ဘဲနာကျင်မှုကြောင့်အားနည်းနေခဲ့တယ်။ဘီလူကြီးကကြောက်တုံးကြီးတစ်တုံးတွေ့သွားတဲ့အချိန်မှာတော့မင်းသမီးလေးစိတ်ကူးကောင်းတစ်ခုရသွားတယ်။သူမကကြောက်တုံးကိုကြိုးတွေနဲ့ချီပြီးတစ်ပင်တစ်ပင်မှာချိတ်ထားလိုက်တယ်။ဘီလူကြီးကရက်ပြီးအဲ့ဒီကြောက်တုံးကိုတေချာစိုက်ကြည့်နေတော့မင်းသမီးလေးကသူ့ခြေထောက်နားကိုအမြန်သွားကဆူကိုချက်ချင်းဆွဲထုတ်လိုက်တယ်။နာကျင်လွန်းတာကြောင့်ဘီလူကြီးကအော်ဟစ်လိုက်ပြီးချိတ်ထားတဲ့ကြောက်တုံးနဲ့မြေပေါ်ကိုပြုတ်ကျသွားတယ်။ကံကောင်းတာကသူ့ကောင်းကိုမထိခဲ့ပေမဲ့ခြေထောက်ကတော့ကြိုးတွေနဲ့ရစ်ပတ်မိသွားတယ်။အဲ့ဒီအချိန်မှာဘီလူကြီးကမင်းသမီးလေးစီအမြန်ပြေးလာခဲ့တယ်။ဒါပေမဲ့သူမကိုစားဖို့မဟုတ်ဘူး။သူတန်ဖိုးထားတဲ့ကြောက်တုံးတွေထိခိုက်သွားမှကိုသာစိုးရိမ်နေတာဖြစ်တယ်။နောက်တော့သူကသူ့ခြေထောက်ကိုငုံကြည့်ပြီးဒဏ်ရာပေါ်ကိုညင်ညင်တတရှာနဲ့လျက်ပေးလိုက်တယ်